ဘဝမှာအရာရာကိုအပြည့်စုံဖြစ်မှစလုပ်မယ်ဆိုတဲ့အတွေးကကျွန်တော်တို့ကိုရက်တန့်စေတတ်ပါတယ်။တကယ်တော့ဘယ်ရာမှအစကတည်းကပြီးပြည့်စုံနေတာမဟုတ်ပါဘူး။ပြီးပြည့်စုံခြင်းဆိုတာလုံနေရင်ကနေတဖြည်းဖြည်းရောက်လာတဲ့အဆင့်တစ်ခုပါ။ပြီးပြည့်စုံအောင်မစောင့်ပါနဲ့လူအများစုဟာစတင်ဖို့အတွက်အချိန်မကောင်းသေးအရင်မြင့်မပြည့်စုံသေးအခွင့်အလမ်းမရှိသေးဆိုပြီးအကြောင်းပြချက်တွေနဲ့ရွှေ့ဆိုင်းနေတတ်ကြပါတယ်။ဒါပေမဲ့အောင်မြင်သူတွေရဲ့လျှို့ဝှက်ချက်ကစပြီးလုပ်ဖို့ပါပဲ။စာရေးချင်ရင်ပထမဆုံးစာကြောင်းကိုစရေးပါ။စီးပွားရေးစလုပ်ချင်ရင်အကောင်းဆုံးအချိန်ကိုမစောင့်ဘဲအတက်နိုင်ဆုံးနဲ့စတင်ပါ။လက်ရှိမှာရှိတဲ့အရင်းအနှီးနဲ့စတင်ခဲ့တင်ပါ။အမားတွေကိုမကြောက်ပါနဲ့။ပထမဆုံးအချိန်လုပ်တဲ့အခါအမားတွေဖြစ်မှာကိုကြောက်နေရင်ဘယ်တော့မှစတင်နိုင်တော့မှာမဟုတ်ပါဘူး။အမားတွေဆိုတာအောင်မြင်မှုစီကိုသွားတဲ့လမ်းမှာကျွန်တော်တို့ဖြတ်တန်းရမယ့်အဆင့်တွေပါ။အမားမလုပ်တဲ့သူဟာအရာရာကိုစမ်းသပ်ကြည့်ဖို့ဝန်လေးနေတဲ့သူပါ။အကောင်းဆုံးအချိန်ဆိုတာမရှိပါဘူး။ငွေကြေးပြေးဝမှအချိန်ရှိမှအခွင့်အရေးကောင်းမှစတင်မယ်ဆိုရင်ဘယ်တော့မှစလို့မရတော့ပါဘူး။အကောင်းဆုံးအချိန်ဆိုတာတင်စတင်လိုက်တဲ့အချိန်ပါပဲ။တင်လုံးနိုင်တာကိုအခုပဲစလုပ်ပါ။အိမ်စာလုပ်ဖို့ရွှေ့ဆိုင်းနေတာလား။အခုပဲစလုပ်လိုက်ပါ။ကျမ်းမာရေးအတွက်လေ့ကျင့်ခန်းစလုပ်ဖို့စဉ်းစားနေတာလား။ဒီနေ့ကလေးကစလိုက်ပါ။စိတ်ကူးတစ်ခုရှိပြီးအကောင့်ထဲပေါ်ဖို့ကြောက်ရတာလား။ပထမဆုံးအဆင့်ကိုယူလိုက်ပါ။ပြီးပြည့်စုံအောင်စောင့်နေတာထက်လုံနိုင်တာကိုအခုစလုပ်ပါ။ဘဝဟာတင်းစင်တင်းဖြစ်နေတဲ့ထိမစောင့်ပါဘူး။တင်းစလုပ်လိုက်တဲ့အချိန်ကနေဘဝကစပြီးပြောင်းလဲသွားမှာပါ။